အားလုံးပဲမင်္ဂလာပါရှင်ကျမနာမည်ကအင်းနွယ်ပါထိုင်းဖတ်စာအုပ်မာနမာနီကိုအတူတူလေ့လာကြရအောင်ကျမကတော့ဆရာမတရားမဟုတ်ပါဘူးရှင်ဒါကြောင့်မို့အမှားယွင်းလေးတွေရှိခဲ့မယ်ဆိုရင် comment မှာအမှားလေးတွေကိုလာထောက်ပြပေးဖို့မေတ္တာရပ်ခံပါတယ်ဒီနေ့အခန်းလေးကိုအတူတူလေ့လာကြမယ်နော်စာပိုက်တွေကိုမလေ့လာခင်မှာသင်ခန်းစာလေးတွေကိုအရင်သွားလေ့လာမယ်ဘယ်ฝึกကိုအရင်လေ့လာမယ်ထိုင်းတရဆလာအိုင်မိုင်းမလိုင်းကိုအရင်လေ့လာမယ်ပေါ်အိုင်ပိုင်ဝအိုင်ဝိုင်အော်အိုင်အိုင်ရောအိုင်ရိုင်မော်အိုင်မိုင်တော်အိုင်တိုင်ဟောအိုင်ဟိုင်စောအိုင်ဆိုင်နောက်တစ်လုံးကဆလာအိုင်မိုင်းမွန်ဖြစ်ပါတယ်ကြောအိုင်ကြိုင်နော်အိုင်နိုင်ဒေါ်အိုင်ဒိုင်စောအိုင်ဆိုင်အဆွေအဓိပ္ပာယ်လေးတွေကိုတော့မှတ်ကြမယ်ပေါ်အိုင်ပိုင်တွားသည်ဝအိုင်ဝိုင်မြင့်သည်အော်အိုင်အိုင်ချောင်းဆိုးသည်ရောအိုင်ရိုင်ဆိုတာကတန်းပါတန်းကတော့ကြက်တန်းကိုပြောတာဖြစ်ပါတယ်လူတန်းတို့ခွေတန်းတို့ကိုပြောတာမဟုတ်ပါဘူးတော်အိုင်တိုင်းကတိုင်းဆိုတာကကြောက်ကက်ကိုပြောတာပါဟောအိုင်ဟိုင်ဆိုတာကအိုးပြောတာပါစွန်းအိုးမြေစွန်းအိုးကြီးတွေကိုပြောတာဖြစ်ပါတယ်ဆိုအိုင်ဆိုင်ကကြတော့တွန်းတာဖြစ်ပါတယ်တွန်းတာကကြတော့ဒီရေခဲချစ်ဟိုရင်ခက်ကရေခဲချစ်တွေကိုလက်နဲ့တွန်းတာလို့ရေပေါ်ဆက်တွန်းတာလို့အဲ့လိုတွန်းတာကိုဆိုင်လို့ခေါ်ပါတယ်ကြောအိုင်ကြိုင်ဆိုတာစိတ်ပါလူရဲ့စိတ်ကိုပြောတာဖြစ်ပါတယ်နိုင်အတွင်းအထဲမှာအတွင်းလို့လည်းရတယ်အထဲမှာလို့လည်းရတယ်ဒေါ်အိုင်ဒိုင်ဆိုတာတစ်ခုခုဘယ်အရာအဲ့လိုဘယ်တစ်ခုလဲအဲ့လိုမိခွန်းတွေမှာလည်းသုံးပါတယ်စောအိုင်ဆိုင်ကြည်လင်တော့ဒါဆိုရင်အောက်ကစာကြောင်းလေးတွေကိုဆက်ပြီးတော့လေ့လာမယ်ကြောအိုင်ကြိုင်ဒေါ်အီဒီကြိုင်ဒီမော်အီမီကြောအိုင်ကြိုင်မီကြိုင်ပေါ်အိုင်ပိုင်နော်အာနာပိုင်နာမော်အာမာဝအိုင်ဝိုင်မာဝိုင်ချောအာချာဒေါ်အီဒီချာဒီစောအီစီဒေါ်အိုင်ဒိုင်စီဒိုင်စောအိုင်ဆိုင်ကြောဒေါ်အီဒီဆိုင်ဒီနော်အိုင်နိုင်ကြောအိုင်ကြိုင်နိုင်ကြိုင်ပေါ်အိုင်ပိုင်ဟောအာဟာပိုင်ဟာပေါ်အီပီဒေါ်အိုင်ဒိုင်ပီဒိုင်ဖောအာဖာပေါ်အိုင်ပိုင်ဖာပိုင်တော်အိုတူဒေါ်အီဒီကြောအိုင်ကြိုင်တူဒီကြိုင်ပေါ်အိုင်ပိုင်ပေါ်အီပီဒေါ်အိုင်ဒိုင်ပိုင်ပီဒိုင်ပေါ်အိုင်ပိုင်ဝအိုင်ဝိုင်ဝအိုင်ဝိုင်ပိုင်ဝိုင်ဝိုင်ပေါ်အိုင်ပိုင်ထော်အီထီရောအိုင်ရိုင်ပိုင်ထီလိုက်ပေါ်အိုင်ပိုင်ဒေါ်အီဒီပိုင်ဒီဒီကောအာကာစောအီစီဒေါ်အိုင်ဒိုင်ကာစီဒိုင်စောအီစီစောအိုင်ဆိုင်စီဆိုင်ဆိုင်မော်အီမီနော်အိုင်နိုင်ကြောအိုင်ကြိုင်မီနိုင်ကြိုင်ပေါ်အိုင်ပိုင်နော်အိုင်နိုင်နော်အနာပိုင်နိုင်နာဖောအာဖာပေါ်အိုင်ပိုင်ထော်အီထီဖာပိုင်ထီစောအိုင်ဆိုင်ဝအိုင်ဝိုင်ဝအိုင်ဝိုင်ဆိုင်ဝိုင်ဝိုင်တိတ်ပယ်လေးတွေကိုမှတ်မယ်ကြွိုင်ကြိုင်ဒေါ်ဤဒီကြိုင်ဒီစိတ်ကောင်းသည်မော်အီမီကြွိုင်ကြိုင်မီကြိုင်စိတ်ရှိတယ်လို့တိုက်ရိုက်ပြန်တယ်တကယ်တော့ခံစားချက်ရှိတယ်လို့လည်းပြောလို့ရပါတယ်တိတ်ပယ်ရပါတယ်ပွိုင်ပိုင်နော်နာပိုင်နာဆိုတာကလေကွင်းထဲကိုသွားသည်မော်အာမာဝအိုင်ဝိုင်မာဝိုင်ဆိုတာကအမြင်လာသည်မြင်လာလို့လည်းပြောလို့ရပါတယ်ခြားဒီဆိုတာခြားဆိုတာလက်ဖက်
ဒီဆိုတာကောင်းတယ်ခြာဒီလက်ဖက်ကောင်းတယ်စီတိုင်းစီဆိုတာကအယောင်တော့ဒိုင်ဆိုတာကတခုခုစီတိုင်းဆိုတော့ဘာအယောင်လဲဆိုင်ဒီဆိုင်ဆိုတာကကြည်လင်တော့ဒီဆိုတာကကောင်းဒီဆိုင်ဒီဆိုတာကြည်လင်တယ်နိုင်ကြိုင်ဆိုတာနိုင်ဆိုတာကအတွင်းမှာကြိုင်ဆိုတာစိတ်နိုင်ကြိုင်ဆိုတာစိတ်ထဲမှာစိတ်တွင်မှာစိတ်ထဲမှာပေါ့ပိုင်ဟာပိုင်ဆိုတာကသွားတယ်ဟာဆိုတာကရှာတယ်ပိုင်ဟာဆိုတာသွားရှာတယ်ပြီးတိုင်းပြီးဆိုတာကနှစ်တော့တိုင်းဆိုတာကတခုခုပြီးတိုင်းဆိုတာပဲနှစ်လဲဘယ်နှခုနှစ်လဲဖာပိုင်ဖာဆိုတာခေါ်ဆောင်တယ်ပိုင်ဆိုတာသွားတယ်ဖာပိုင်ဆိုတော့ခေါ်သွားတယ်တိုးဒီကြိုင်တိုးဆိုတာကဒီခွေးကလေးရဲ့နာမည်ဖြစ်ပါတယ်ဒီကြိုင်ဆိုတာဝမ်းတာတယ်တိုးဒီကြိုင်ဆိုခွေးတိုးလေးကဝမ်းတာဒီပိုင်ပြီးတိုင်းပိုင်ဆိုတာကသွားတယ်ပြီးရနှစ်တိုင်းဆိုတာပဲနေလဲပိုင်ပြီးတိုင်းပဲနှစ်မှာသွားတာလဲပိုင်ဝိုင်ဝိုင်ပိုင်ဆိုတာသွားတယ်ဝိုင်ဝိုင်ဆိုတာမြင်မြင်ပိုင်ဝိုင်ဝိုင်ဆိုတာမြင်မြင်သွားတယ်ပိုင်ထီလိုက်ပိုင်ဆိုတာကသွားတယ်ထီလိုက်ဆိုတာကအကျဉ်းရေးပြပိုင်ထီလိုက်ဆိုတာကဘယ်လိုပြောမလဲသွားတိုင်းပဲထီလိုက်ဆိုတာကလှုပ်တိုင်းအဲ့လိုမျိုးပိုင်ထီလိုက်ဆိုတာသွားတိုင်းပဲပိုင်ဒီဒီပိုင်ဒီဒီပိုင်ဆိုတာကသွားတယ်ဒီဒီဆိုတာကကောင်းကောင်းပိုင်ဒီဒီဆိုတာကောင်းကောင်းသွားဒီနှစ်ခုကိုတွဲပြီးတော့ပြောလို့ရရနော်ပိုင်ထီလိုက်သွားတိုင်းပဲပိုင်ဒီဒီကောင်းကောင်းသွားပါလှုပ်တိုင်းပဲကောင်းကောင်းလှုပ်သွားတိုင်းပဲကောင်းကောင်းသွားဆိုတဲ့အဓိပ္ပာယ်ပါပိုင်ထီလိုက်ပိုင်ဒီဒီနှစ်ခုတွဲပြောလို့ရပဲသွားတိုင်းပဲကောင်းကောင်းသွားပါကားစီတိုင်းကားဆိုတာကြီးကန်းစီတိုင်းဆိုတာဘာရောင်လဲကြီးကန်းကဘာရောင်လဲလို့မေးတာဖြစ်ပါတယ်စီဆိုင်ဆိုင်စီဆိုတာကအယောင်ဆိုင်ဆိုင်ဆိုတာကြည်ကြည်လေးစီဆိုင်ဆိုင်ဆိုတာအယောင်ကြည်ကြည်လေးမီနိုင်ကြိုင်မီဆိုတာကရှိတယ်နိုင်ဆိုတာကအတွင်ကြိုင်ဆိုတာစိတ်မီနိုင်ကြိုင်ဆိုတာစိတ်ထဲမှာကိုယ့်ရဲ့စိတ်ထဲမှာတစ်ခုခုရှိတာကိုပြောတာပါပိုင်နိုင်နာပိုင်ဆိုတာသွားတယ်နိုင်ဆိုတာအတွင်းမှာအထဲမှာလို့ရအတွင်းမှာနာဆိုတာလေပိုင်နိုင်နာလေအတွင်းထဲကိုသွားတယ်လေထဲကိုသွားတယ်လို့အဓိပ္ပာယ်ရပါတယ်ဖာပိုင်ထီဖာဆိုတာကခေါ်ဆောင်တယ်ပိုင်ဆိုတာသွားတယ်ထီဆိုတာတစ်ချက်လောက်တစ်ခုလောက်တစ်ချက်လောက်ပေါ့ဖာပိုင်ထီတစ်ချက်လောက်ခေါ်သွားပါတစ်ချက်လောက်လှုပ်လိုက်ပါခေါ်သွားလိုက်ပါအဲ့လိုလည်းရပါတယ်တစ်ချက်လောက်ခေါ်သွားလိုက်ပါဆိုင်ဝိုင်ဝိုင်ဆိုင်ဆိုတာတွန်းတယ်ဝိုင်ဝိုင်ဆိုတာမြင်မြန်ဆိုင်ဝိုင်ဝိုင်ဆိုတာမြင်မြန်တွန်းလို့ပြောတာဖြစ်ပါတယ်အပေါ်ကစာပိုက်လေးတွေဆက်ဖတ်မယ်အခန်းလေးဘုတ်ထီစီဘုတ်ထီစီအခန်းလေးကိုပြောတာสีเทาสีเทาဆိုတာကကြောင်လေးရဲ့နာမည်ကိုပြောတာဖြစ်ပါတယ်สีเทาဆိုတာကဒီကြောင်လေးကိုပြောတာสีเทาဆိုတာမီးခိုးရောင်ပြောสีဆိုတာအရောင်เทาဆိုတာမီးခိုးရောင်สีเทาဆိုရင်မီးခိုးရောင်ချောဦးချူကြွိုင်းကြိုင်ချူကြိုင်ချူကြိုင်ဆိုတာကကမလေးရဲ့နာမည်ကိုပြောတာဖြစ်ပါတယ်ကမလေးရဲ့နာမည်ကချူကြိုင်ဖောအားဖာခေါ်ဆောင်တယ်စောဤစီထောအောက်ထောက်စီထောင်းပေါ်အိုက်ပိုင်ဟောอาหามอมานออีนีมานีชูใจผาสีเทาไปหามานีชูใจကสีเทาကိုခေါ်ဆောင်ပြီးတော့မာနီစီကိုသွားတယ်စ
စောဤစီထောက်ထောက်စီထောင်းပွိုင်ပိုင်ဟောအာဟာတောတူစီထောက်ไปหาตูစီထောက်ဆိုတာကကြောင်ကလေးရဲ့နာမည်ကိုပြောတာဖြစ်ပါတယ်ကြောင်ကလေးကပိုင်ဆိုတာကသွားတယ်ဟာဆိုတာကဒီနေရာမှာစီတိုးလို့ပြောလိုက်စီတိုးလို့အဓိပ္ပာယ်ရပါတယ်ရှာတယ်လို့မဟုတ်တော့ဘူးเนาะဟာကကြတော့အဓိပ္ပာယ်နှစ်ခုရှိတယ်ရှာတယ်လို့လည်းရတယ်စီတိုးလည်းရတယ်ဒီမှာတိုးဆိုတော့ခွေးကလေးရဲ့နာမည်ပြောတာဖြစ်ပါတယ်စီထောက်ไปหาตูစီထောက်ကတိုးစီကိုသွားတယ်တိုးဒီကြိုင်สีเทาဒါလေးကကော့ဒီကြိုင်ဆိုတာကဝမ်းတာတယ်လို့အဓိပ္ပာယ်ရပါတယ်ဝမ်းတာဒီတိုးကဝမ်းတာတယ်สีเทาကကော့ဆိုတာလည်းပဲဒီကြိုင်ဝမ်းတာတယ်တိုးဒီကြိုင်สีเทาก็ดีใจတိုးကဝမ်းတာတယ်စီထောက်လဲဝမ်းတာတယ်စောဤစီထောက်ထောက်ပွိုင်ပိုင်ဟောအာဟာတောတူဝိုင်ဝိုင်สีเทาไปหาตูไวสีเทากะสีเทาဆိုတာสีเทาပြောဖြစ်ပါတယ်ပိုင်ဆိုတာတွားတယ်ဟာဆိုတာစီတို့တိုးဆိုတာတိုးပြောဖြစ်ပါတယ်ဝိုင်ဆိုတာမြင်မြန်สีเทาไปหาตูไวสีเทากะတိုးစီကိုမြင်မြန်လေးတွားတယ်မောမာနိုဤနီမာနီဒေါ်ဤဒီကြွိုင်ကြိုက်ဒီကြိုင်မာနီဒီကြိုင်မာနီလဲမာနီကဝမ်းတာတယ်ချောဦးချူကြွိုင်ကြိုက်ချူကြိုင်ก็โดยดีจอยใจดีใจชูใจก็ดีใจชูใจเลยเบวันตาเลยมออามาโนอินีมานีมออามาหออาหาชออูชูจอยใจชูใจวายวายมานีมาหาชูใจไวมานีကชูใจစီကိုမြန်လာတယ်အခန်းလေးကတော့ဒီလောက်ပါပဲရှင်အားလုံးကိုကျေးဇူးတင်ပါတယ်